ပြဿနာရှိတာကောင်းတယ်ပြဿနာဆိုတာလူဘဝရဲ့အစိတ်အပိုင်းတစ်ခုပါဒါပေမဲ့လူတော်တော်များများကပြဿနာကိုလက်မခံချင်ကြဘူးပြဿနာရှိရင်စိတ်ညစ်ရတယ်ပြဿနာမရှိရင်ပျော်စရာကောင်းမယ်လို့ထင်ကြတယ်တကယ်တော့ပြဿနာကြောင့်မပျော်ရွှင်တာမဟုတ်ပါဘူးပြဿနာတွေကိုရှုမြင်သုံးသပ်မှုမှတ်ရင်ပျော်ရွှင်မှုကိုယ်တော်ရနိုင်ပါတယ်ဒါဆိုရင်ပြဿနာကိုဘယ်လိုရှုမြင်သုံးသပ်ကြမလဲပထမဆုံးရှုမြင်ရမှာကလူတိုင်းပြဿနာတွေနဲ့မကင်းနိုင်ဘူးဆိုတာကိုလက်ခံထားရပါမယ်ပြဿနာမရှိတဲ့လူတွေလူလောကမှာမရှိပါဘူး။အော်မေ့နေလို့တနေရာမှာတော့ရှိပါတယ်။အဲ့ဒီအကြောင်းကိုပြပြပါမယ်။တခါကလူတစ်ယောက်ဟာသူ့မှာပြဿနာတွေညာလို့စိတ်ညစ်တယ်လို့မကြာခဏညှိတွားနေလေရှိတယ်။သူညှိတွားတာကိုနားကြပြင်းကပ်လာတဲ့သူတငယ်ချင်းကသူ့ကိုပြောလိုက်တယ်။ပြဿနာမရှိတဲ့နေရာကိုကြည့်ချင်လိုက်ပြမယ်လို့ပါ။အဲ့ဒီလူလည်းကြည့်ချင်တယ်လို့ပြောတယ်။ဒါနဲ့တငယ်ချင်းကသူ့ကိုတင်းချိုင်းတစ်ခုကိုခေါ်သွားပြီးခုလိုပြောလိုက်ပါတယ်။တငယ်ချင်းအခုတင်းချိုင်းကူလေးတွေထဲမှာလဲလျောင်းနေကြတဲ့သူတွေဟာပြဿနာတွေကင်းဝေးပြီးအေးချမ်းစွာနေကြတယ်။မင်းလည်းသူတို့လိုနေကြလားလို့ပြောလိုက်ပါတယ်။အဲ့ဒီလူသဘောပေါက်သွားပါတယ်။လူရဲလို့ဖြစ်လာရင်ပြဿနာနဲ့ကြုံတွေ့ရမှာပါ။ဒီခါမှပဲပြဿနာတွေဟာလူနဲ့အတူခြုံငိမ့်သွားတတ်ကြလို့ပါ။ဒါကြောင့်လူတွေဟာပြဿနာနဲ့ကင်းအောင်နေလို့မရဘူးဆိုတာကိုလက်ခံထားကြရပါမယ်။ဒုတိယရှုမြင်ရမှာကပြဿနာရှိတာကောင်းတယ်ဆိုတာကိုလက်ခံထားဖို့ပါ။ပြဿနာတွေလုံးဝမရှိခြင်းဟာပြောစရာကောင်းတာထက်ပြင်းစရာကောင်းလာပါတယ်။နောက်ပြီးပြဿနာမရှိခြင်းဟာလူကိုတိုးတက်မှုမရှိဘဲဆုတ်ယုတ်သွားစေပါတယ်။လူကိုတုံးရသွားစေပါတယ်။ပြဿနာကိုဖြေရှင်းပေးဖို့အုံနောက်နဲ့စဉ်းစားရလို့အတွေးအမြင်တိုးတက်ရင့်ကျက်လာပါတယ်။စိတ်တကြံ့ခိုင်လာတယ်။အရှုံးမပေးတတ်တဲ့ဇွဲရှိခြင်းကိုပိုင်ဆိုင်လာတယ်။အခက်အခဲကိုလွယ်လွယ်ကူကူလျှော့မပေးတတ်သူဖြစ်လာပါတယ်။တတိယရှုမြင်ရမှာကပြဿနာကိုသင်ခန်းစာပေးတယ်လို့ရှုမြင်လိုက်ပါ။စိတ်ပိုင်းဆိုင်ရာသဘောတရားတစ်ခုကပြဿနာတွေဟာနှလုံးသားကိုဖွင့်ပေးဖို့အကောင်းဆုံးနေရာတွေဖြစ်ကြတယ်လို့ပြောကြပါတယ်။ဗုဒ္ဓဘာသာအယူအဆမှာအခက်အခဲဆိုတာဘဝရဲ့တိုးတက်မှုနဲ့စိတ်ချမ်းသာမှုကိုရရှိဖို့အရေးကြီးရဲ့လို့ဆိုထားပါတယ်။တိဘက်ဘုန်းကြီးတွေရဲ့ဆုတောင်းမေတ္တာစာတစ်ခုမှာအခုလိုပါရှိပါတယ်။တပည့်တော်ရဲ့ဘဝခရီးမှာတင့်တော်တဲ့အခက်အခဲတွေဆင်းရဲဒုက္ခတွေကိုဖန်တီးပေးတော်မူပါ။ဒါမှတပည့်တော်လေ့ကျင့်နေတဲ့လွတ်မြောက်ခြင်းနဲ့မေတ္တာတရားကိုဖြည့်ဆည်းပေးနိုင်မှာပါဖေ။တဲ့။သူတို့ဘာကြောင့်အခုလိုဆုတောင်းကြရလဲ။လူဘဝဟာတိတ်လွယ်ကူအဆင်ပြေနေပြီးဆင်းရဲဒုက္ခတွေပြဿနာတွေမရှိရင်တိုးတက်ဖွံ့ဖြိုးဖို့အခွင့်အလမ်းမရှိဘူးလို့ယုံကြည်ကြလို့ပါကျွန်တော်အနေနဲ့ပြဿနာတွေကိုမီးထိုးပြီးလိုက်ရှာဖို့တိုက်တွန်းနေတာမဟုတ်ပါဘူးနော်ဒါပေမဲ့ပြဿနာနဲ့ကြုံတွေ့လာရင်ရှောင်ပြေးဖို့ကြိုးစားနေရတဲ့ပြဿနာကိုလက်ကမ်းကြိုပြီးအကျိုးရှိအောင်အသုံးချစေချင်တာပါပြဿနာဖြစ်လာတာဟာမိမိဘဝတိုးတက်ဖို့မဟာအခွင့်အလမ်းကြီးလို့မှတ်ယူလိုက်ပါပြဿနာကိုရန်သူလိုသဘောမထားဘဲမိတ်ဆွေလိုလက်ကမ်းကြိုလိုက်ပါပြဿနာကိုတိုက်ပွဲကြီးတစ်ခုလိုပင်ပန်းကြီးစွာတိုက်ခိုက်နေမယ့်အစားသူနဲ့လက်တွဲပြီးပျော်ပျော်ပါးပါးကြီးကခုန်နေလိုက်ပါနော်အားလုံးပဲပြဿနာရဲ့ကြားထဲကနေပျော်ရွှင်မှုကိုရှာတွေ့နိုင်ကြပါစေရှင်အခုလိုမျိုးစိတ်ခွန်အားဖြစ်စရာစာစုလေးတွေကိုဆက်ပြီးနားထောင်ကြသေးရဆိုရင်တော့ထမ်းတဲ့ page ပိုင်း Triple K ကို like follow share လေးလုပ်ထားပေးခဲ့ကြပါဦးနော်ကျေးဇူးတင်ပါတယ်ရှင်